အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်အမီးရတင်ပါမယ်ဒီနေ့ကတော့နော်ဒီနေ့အမီးရကိုကျွန်တော်တင်ပါတော့မယ်ခုထွက်သွားတာကတော့ဒီမှာကြည့်နော်88နော်88ကျွန်တော်မနက်ကပြောထားခဲ့တဲ့အပူကိုထိုးနိုင်တဲ့လူတွေက9000ကို1000ကိုထိုးမထိုးနိုင်လို့က900ကို1000ကိုထိုးလို့ပြောထားခဲ့တယ်ဒီထဲမှာတော့လုံးဝပါမသွားဘူးဗျာဒီထဲမှာတော့လုံးဝပါမသွားဘူးဒီထဲမှာလုံးဝပါမသွားဆိုရင်ဒီမှာတော့အပူလေးမှာတော့လုံးဝယူပါသွားတယ်ကျွန်တော်ပြောတယ်အပူကိုကြိုက်နေတယ်အပူကိုကြိုက်နေအပူထွက်တာအပူမထွက်တာ3ပတ်ရှိနေပြီဒါပေမဲ့အပူထွက်တော့မယ်ဒါပေမဲ့ကျွန်တော်ထင်ထားတာတော့ဒီမှာ9ဘူး2ဘူး1ဘူးလောက်ပဲကျွန်တော်ထင်ထားတာပါဒါပေမဲ့ထွက်သွားတာကြီးကရှစ်ကြီးကိုပြန်ချပြီးထွက်သွားတယ်လုံးဝ surprise ကြီးပေါ့နော်လုံးဝအံ့ဩတဲ့ surprise ကြီးဖြစ်နေပါတယ်ကျွန်တော်အမျိုးတွေပေါက်ကြတာခင်ဗျာဒီမှာအပူเนาะကျွန်တော်ပြောထားရဲ9000ဘု1000ဘု2ကြိမ်မှာတစ်ကြိမ်အာမခံပေးထားပါတယ်เนาะ100% နဲ့100เนาะ100ရာခိုင်နှုန်းအာမခံပေးထားတယ်ဒီမနေ့အာမခံနေဗျဒီနေ့မှာအပူတန်းထွက်တယ်ဗျာเนาะအပူထွက်တယ်ဒါပေမဲ့တခုတော့ကျွန်တော်စိတ်လို့မကောင်းဗျာကျွန်တော်မေးကနေ share မေးမွေးကနေနဲ့ပါဘဲနဲ့ကျွန်တော်ဟွာဖြစ်တယ်เนาะအပူရွေပေးထားတဲ့လူတွေကအပူတွေကထွက်သွားတယ်เนาะကျွန်တော်ပြောလွဲခဲ့เนาะအပူကြတော့မယ်3ဘက်မှာတစ်စက်မှမကြသေးဘူးเนาะအပူကြတော့မယ်ကျွန်တော်အပူဆိုင်တွေတွေ့နေလို့ကျွန်တော်ပြောတယ်ဒီမှာเนาะမေးကနေမှာတော့မှာเนาะကျွန်တော်เนาะ9ဘူး2ဘူး1ဘူးတင်ပေးထားခဲ့ပါတယ်เนาะအပူကိုလုံးဝတင်ပေးထားတယ်เนาะအဲကြောင့်မလို့ဒီမှာเนาะရှစ်ဘူးပြเนาะအဆင်ပြေတယ်ကျွန်တော်လည်းအဆင်ပြေပါတယ်တကယ်ဒီနေ့တော်တော်အဆင်ပြေပါတယ်ကဲနောက်ဆုံးပိတ်ကျွန်တော်တို့အိတ်နဲ့လွယ်ပြညနေဆိုထပ်ပြီးလွယ်မယ်เนาะညနေကျရင်နောက်ဆုံးပိတ်ကိုအိတ်ကိုအကြီးနဲ့လွယ်ပြမယ်เนาะလုံးဝအကြီးမှာအကြီးဗျာအကြီးနဲ့လွယ်ပြမယ်ကဲဒါပေမဲ့ရုံမာတာဗျာရှစ်ကရှစ်ဘူးเนาะတော်တော်များများတော့လိုက်ကြမှာမဟုတ်ဘူးဗျာကျွန်တော်ထင်တယ်เนาะအပူကဗျာ9000ဘု1000ကိုထိုးရကျွန်တော်ကတော့ပေါက်တယ်ကျွန်တော်ကတော့6500ဘုပေါက်ပါခင်ဗျအပူကတော့เนาะအပူ6500ဘုပေါက်တယ်เนาะအပူကို share လိုက်ထားတယ်အပူရဲ့မွေးကနန်းရဲ့ share မင်းကြီးလိုက်တယ်ပြောသူဗျာဒါဘယ်ကလိုက်တာများလဲဆိုကျွန်တော်လိုက်တာအပူကိုအသေးလိုက်တယ်ဒီကောင်တော့မွေးကနန်းတော့မနေ့ကထိထားတော့ဒီနေ့တိတ်မယုံကြည်လို့ဗျာဒါပေမဲ့နင်းလေးပဲလိုက်တာဗျဒီကောင်ပပလေးပဲပုတ်ထားတယ်เนาะဒီကောင်လေးမွေးကနန်း2000ဘုပဲခွေထားတယ်เนาะမွေးကနန်း2000ဘုပဲခွေထားတယ်ကျွန်တော်ကိုပြောတာပါကျွန်တော်မွေးကနန်း2000ဘုပဲခွေထားတယ်ဒီမင်းကနန်းတွေအောင်ကျွန်တော်တို့ဗျဟိုတပတ်ကို2000ဘုနဲ့ထိုးလို့ထားပါတယ်ဒီကောင်လေးကတော့ဒီကောင်ကတော့တပတ်ကို1000ဟိုဒီဘက်ကို1000နဲ့ပေါ့เนาะဒီမှာအပူလေးလိုက်ထားတယ်ဒီဘက်ကို1000နဲ့ပဲထိုးထားတယ်9ဘူးကြာမှကျွန်တော်တို့ကအေးဆေးပဲဗျာအဆင်ပြေတယ်ဒီမှာပါထိုက်ကြဒီမှာ9ဘူးကြာဒီမှာ9ဘူး2ဘူးဆိုကျွန်တော်တို့ကလုံးဝအဆင်ပြေပါဒီမှာအပူအကြီးရအောင်ဒါပေမဲ့စိတ်မကောင်းတော့လည်းဗျာဒီမှာ10ဘူးထွက်တော့နည်းနည်းတော့ရင်ခံသွားနေဗျာဒါပေမဲ့မြတ်တော့မြတ်ပါတယ်ကျွန်တော်เนาะကျွန်တော်အကိုတွေအမားတွေကိုပေါက်ကြသေးလားခင်ဗျာเนาะကျွန်တော်ကတော့ပေါက်ကြမယ်လို့မျှော်လင့်ပါတယ်เนาะကျွန်တော်ပြောထားတဲ့အတိုင်းပဲအပူဆိုင်ကလုံးဝယူဆင်းသွားတယ်เนาะနောက်ဆုံးနေ့မှာဆင်းသွားတာเนาะနောက်ဆုံးနေ့အိမ်နဲ့လွယ်မယ်ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ကိုစီသူเนาะဟုတ်ပါเนาะကိုစီသူကျွန်တော်ရဲ့ channel လေးကိုတောင်းနေကျွန်တော် live ပြန်လွှင့်ဟိုဗီဒီယိုပြန်တင်မယ်เนาะကျွန်တော်တောင်းနေဗီဒီယိုတင်မယ်ဗီဒီယိုတင်မှာဆိုတော့အတွက်ကျွန်တော်ရဲ့ channel ကို like and subscribe ရေးနှိပ်ထားပါခင်ဗျာပြီးခေါင်းလေးနှိပ်ထားเนาะကျွန်တော်ဒီဘက်လောက်ပဲဒီအကောင့်နဲ့တုံးပါဗျာနှောင်ပတ်လောက်ကြာရင်တင်းလာနေပြန်စားကျွန်တော်အကောင့်အသစ်တစ်ကောက်เนาะအဲ့အကောင့်အသစ်တစ်ကောက်နဲ့ကျွန်တော်တင်မယ်အဲ့အကောင့်လေးကိုလည်းအဲ့ကြောင့်မပြောမှာဗျာအဲ့အကောင့်လေးကိုပဲကျွန်တော် like and subscribe နှိပ်ပြီးတော့ကျွန်တော်ပြောထားပါမယ်ကိုမှန်မှာလည်း link ချပေးထားခဲ့ပါခင်ဗျာကျွန်တော်ချစ်ခင်နှစ်သက်တဲ့လူအကုန်လုံးပဲကျမ်းမချမ်းသာပါစေကဲဒီနေ့ကတော့အောင်ပြီဗျာအသားရကျွတ်လူကြီးအောင်တာကဲအားလုံးပဲဒီကနေပြီးနှုတ်ဆက်ခဲ့ပါတယ်เนาะပြီးရင်ဘယ်တော့မှမကြောက်နောက်မိနစ်20နာရီလောက်နေချင်းပြန်တွေ့ပါမယ်ခင်ဗျ